ကျောင်းကတင်ပြဖြစ်ပါတယ်။ကြောက်ကနောက်3တက်လောက်ရှိပြီ။အခုပြက်လာပါပြီကြပြ။ဒီမှာဒီလေးထဲမှာရောရောရဲ့ဒီလိုတင်တော့ဘူးလာပါပြီ။ဒီကတော့နှစ်ကွက်ပဲရှိတယ်ဒါပေမဲ့ဒီကွက်စီသုံးလို့ရပါတယ်။စကီဝမ်းကတော့โอเคဒီနောက်ဆုံးကုန်လား။နောက်ဒါလေးနဲ့ထပ်ပြီးရဒီကိစ္စနဲ့ဒီမှာကိုမိုကွက်ပြကိုမိုကွက်ဒီကိစ္စကြတော့လာပါတယ်ဘိုးကလည်းဒီလိုပေါ့နော်ဒီလိုသွားလိုက်နေလို့သူကအဲ့လိုကွက်ကြီးလုံးလိုက်တာပေါ့နော်ရမ်းမိုက်ပါတယ်အဲ့ဝါရှိကဒီဟာအဲ့လိုပြဗျာဘာမှမရှိဘူးပေါ့နော်ဒီရမ်းမိုက်ပါတယ်ရမ်းမိုက်တာပေါ့နော်တော့ကြိုက်ပါဘူးတော့မသိပါဘူးဘူးရင်းကြိုက်ပါတယ်ဒီကိုမိုးကပြကြည့်ဒီ也不一样再不一样咋呀人家咋呀人家的妈歪